မင်္ဂလာပါဗျာကျွန်တော်တို့အားလုံးအတွက်အရေးကြီးဆုံးနဲ့သိထားသင့်ဆုံးတစ်ခုဖြစ်တဲ့ကြားပြန့်လုပ်ငန်းအကြောင်းကိုဒီနေ့အသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်ကြားပြန့်လို့ပြောလိုက်ရင်ဘာကိုဆိုလိုတာလဲဒီလုပ်ငန်းကမြန်မာနိုင်ငံသားတွေနဲ့ဘယ်လိုဆက်ဆက်နေရလဲဘာကြောင့်ဒီလောက်အန္တရာယ်များနေတာလဲဒီအကြောင်းအရာတွေကိုမိနစ်အနည်းငယ်အတွင်းရှင်းရှင်းလင်းလင်းသိရှိသွားအောင်တင်ပြပေးပါမယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးကိုယ်တိုင်ရောကိုယ့်ပတ်ဝန်းကျင်ကလူတွေပါဒီကြားပြန့်အန္တရာယ်ကနေကာကွယ်နိုင်ဖို့အသိပညာတွေမျှဝေပေးဖို့တိုက်တွန်းပါတယ်ခင်ဗျာကြားပြန့်လုပ်ငန်းဆိုတာအမှန်တကယ်တော့နယ်စပ်ဒေသတွေမှာအခြေစိုက်ပြီးလုပ်ကိုင်နေတဲ့ကြီးမားတဲ့စိုက်ဘာရာဇဝဂိုင်းတွေရဲ့လိမ်လည်မှုစစ်စင်ရေးကိုရည်ညွှန်းတာဖြစ်ပါတယ်ဒီလုပ်ငန်းတွေကအဓိကအပြင်အင်တာနက်ကိုအသုံးပြုပြီးကမ္ဘာတော်ကလူတွေကိုစနစ်တကျလိမ်လည်ငွေညှစ်နေကြတာပါမြန်မာနိုင်ငံရဲ့နယ်စပ်ဒေသတွေအထူးသဖြင့်ထိုင်းမြန်မာနယ်စပ်ကအချို့နေရာတွေမှာအခြေစိုက်လုပ်ကိုင်နေတဲ့အတွက်မြန်မာလူမျိုးတွေနဲ့ပတ်သက်ပြီးလူကုန်ကူးမှုလိမ်လည်မှုတွေပုံမှန်ဖြစ်ပေါ်လာနေပါတယ်ကြားပြန့်ကိုင်းတွေဟာနီလန်မျိုးစုံနဲ့လိမ်လည်တတ်ကြပါတယ်အဓိကလူသိများတဲ့ပုံစံ၃မျိုးကိုသတိထားဖို့လိုပါတယ်ပထမဆုံးအန္တရာယ်ရှိဆုံးကတော့သူတို့ဟာမိတ်ဆွေတွေစီအွန်လိုင်းကနေချစ်သူရည်စားဟန်ဆောင်ပြီးစိတ်ရင်းကောင်းတဲ့လူတစ်ယောက်လိုရင်းနှီးအောင်လုပ်ပါလိမ့်မယ်မိတ်ဆွေရဲ့ယုံကြည်မှုကိုရပြီဆိုရင်ရင်းနှီးမြှုပ်နှံမှုအတုတွေနဲ့ငွေအမြောက်များရရှိနိုင်တယ်လို့ဆွဲဆောင်ပါလိမ့်မယ်မိတ်ဆွေပတ်စံထည့်ဝင်ပြီးရင်းနှီးမြှုပ်နှံလိုက်ပြီဆိုရင်သူတို့ကအဲ့ဒီငွေတွေအားလုံးကိုလိမ်လည်ယူသွားပြီးမိတ်ဆွေကိုအဆက်အသွယ်ဖြတ်သွားပါလိမ့်မယ်ဒုတိယလိမ်လည်နည်းတစ်ခုကတော့ချစ်ဇလန်လိမ်လည်မှုပါချစ်သူဟန်ဆောင်ပြီးငွေကြေးအကူအညီတောင်းခံငွေညှစ်တာမျိုးတွေဖြစ်ပါတယ်တတိယတစ်ခုကတော့အလုပ်အကိုင်လိမ်လည်မှုပါလစာကောင်းတဲ့အလုပ်နေရာအတူတွေနဲ့လူတွေကိုဆွဲဆောင်ပြီးလိမ်လည်မှုတွေကိုပြန်လည်လုပ်ကိုင်ဖို့ဖိအားပေးအကြက်ကင်တာမျိုးဖြစ်ပါတယ်ကြားပြန့်လုပ်ငန်းဟာမြန်မာနိုင်ငံသားတွေကိုပုံစံ2မျိုးနဲ့ပြစ်မှတ်ထားပါတယ်ပထမနည်းလမ်းကတော့အလုပ်ကိုင်အကြောင်းပြပြီးလူကုန်ကူးတာပါဒုတိယအချက်ကတော့ဒီထက်ပိုပြီးကြောက်မောက်ပဲကောင်းပါတယ်အလုပ်ကိုင်နဲ့လိမ်လည်ခေါ်ဆောင်သွားတဲ့လူတွေကိုနောက်ဆုံးမှာတော့ကိုယ်ငါအစိပ်ပိုင်းရောင်းဝယ်ရေးလုပ်ငန်းတွေစီပို့ဆောင်တာမျိုးတွေဖြစ်ပါတယ်သတင်းတွေရဒီစကန်တွေမှာအထူးကုစရာအောင်တွေတော့ရှိနေနိုင်ပြီးအလုပ်သမားတွေလိမ်လည်မှုမလုပ်နိုင်တော့တဲ့အခါသို့မဟုတ်ပြန်ပေးဆွဲငွေမရတော့တဲ့အခါသူတို့ရဲ့ခန္ဓာကိုယ်တွေကအင်္ဂါအစိပ်ပိုင်းတွေဥပမာကြောက်ကအသက်ဆတာတွေကိုထုတ်ယူပြီးတရားမဝင်ရောင်းဝယ်တဲ့ဈေးကွက်ကြီးစီကိုပို့ဆောင်တာတွေလုပ်ဆောင်နေလို့သိရပါတယ်ဒါလူအခွင့်အရေးကိုအပြင်းထန်ချိုးပေါက်ပြီးအသက်အန္တရာယ်ကိုချက်ချင်းချင်းချောက်နေတဲ့အလွန်ဆိုးဝါးတဲ့လူကုန်ကူးမှုပုံစံဖြစ်ပါတယ်။ဒါကြောင့်ဒီအလုပ်ကမ်းလှမ်းမှုတွေဟာရိုးရိုးအလုပ်မဟုတ်ပဲအသက်နဲ့ခန္ဓာကိုယ်ကိုဆွတ်လွတ်ရနိုင်တဲ့ထောင်ချောက်ဖြစ်တယ်ဆိုတာကိုသူသတိပြုဖို့လိုပါတယ်ခင်ဗျာ။အကောင်းဆုံးကာကွယ်မှုကတော့တတိရှိဖို့ပါပဲ။မိတ်ဆွေဒီ၅ချက်ကိုမမေ့ပါနဲ့။အမြဲစစ်ဆေးပါ။ online ကနေမရင်းနှီးတဲ့လူတယောက်ကငွေကြေးချစ်ကြည်ရင်းနှီးမှုဒါမှမဟုတ်အလုပ်ကိုင်နဲ့ပတ်သက်ပြီးချင်းကပ်လာပြီဆိုရင်အမြဲတန်တရားထားပါနံပါတ်1အလွယ်တကူမယုံပါနဲ့အလွန်ကျွံကောင်းမွန်တဲ့ကမ်းလှမ်းချက်တွေလွယ်လွယ်နဲ့ချက်ချင်းချမ်းသာမဲ့စီးပွားရေးလုပ်ငန်းပုံစံမျိုးတွေကိုလုံးဝမယုံပါနဲ့မိမိကိုယ်ကိုကာကွယ်ပါနံပါတ်3ကိုယ့်ရဲ့ချက်လက်တွေမပေးပါနဲ့ဘယ်သူမှသင်ရဲ့ဘဏ်ချက်လက် ID ကတ်ဒါမှမဟုတ်လျှို့ဝှက်ကုတ်တွေကိုလုံးဝမပေးပါနဲ့နံပါတ်4ငွေကြေးမလွဲပါနဲ့ချစ်သူရည်သားဟန်ဆောင်သူဖြစ်ပြီးရင်းနှီးမြှုပ်နှံမှုလို့ဆိုသူဖြစ်ပြီးမတိကျွမ်းသူတယောက်ကိုငွေကြေးတွေကိုဘယ်လို့မှမလွဲပြောင်းပေးလိုက်ပါနဲ့နံပါတ်5အလုံးမသွားခင်စစ်ဆေးပါလစာများများပေးတဲ့အလုပ်ကမ်းလှမ်းချက်တွေကိုလက်ခံမယ်ဆိုရင်ကုမ္ပဏီရဲ့နောက်ခံသမိုင်းတီနီယာနဲ့လုပ်ငန်းလိုင်စင်တွေကိုတေချာစစ်ဆေးပါအထူးသဖြင့်နယ်စပ်ဒေသကအလုပ်တွေကိုပို့ပြီးသတိထားပါအကူအညီတောင်းခံရတဲ့အရေးယူဆောင်ရွက်ရမိတ်ဆွေကိုယ်တိုင်ဖြစ်စေမိတ်ဆွေတည်တဲ့သူပဲဖြစ်စေကြားပြန့်လုပ်ငန်းနဲ့ဆက်ဆက်တဲ့လိမ်လည်မှုတို့မဟုတ်လူကုန်ကူးမှုခံရမှုတွေဖြစ်ပေါ်လာပြီဆိုရင်ချက်ချင်းအကူအညီတောင်းခံဖို့လိုပါတယ်မြန်မာနိုင်ငံမှာလူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့တို့မို့ယုံကြည်ရတဲ့ဒေသဆိုင်ရာအဖွဲ့အစည်းတွေစီကိုအများဆုံးအကြောင်းကြားပါဖြစ်နိုင်ရင်သက်သေအထောက်အထားတွေဥပမာမက်ဆေ့တွေဖုန်းနံပါတ်တွေကိုအသိမ်းထားပေးပါအခုဆိုရင်မြန်မာနိုင်ငံမှာကြားပြန့်နဲ့ပတ်သက်ပြီးတင်းတင်းကြပ်ကြပ်ဂိုင်းတွယ်နေတာကိုတွေ့ရပါတယ်ဒါပေမဲ့လည်းတချို့နေရာတွေမှာဆက်လက်လုပ်ကိုင်နေတယ်လို့သိရပါတယ်။ကြားပြန့်လုပ်ငန်းကကျွန်တော်တို့အားလုံးအတွက်ချင်းချောက်မှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အားလုံးသတိထားမယ်။အသိပညာတွေမျှဝေမယ်ဆိုရင်ဒီအန္တရာယ်ကနေကာကွယ်နိုင်မှာပါ။ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ဗျာ။ကြားပြန့်နဲ့ပတ်သက်ပြီးမိတ်ဆွေသိတဲ့အမြင်တွေကိုကွန်မန့်မှာမျှဝေပေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူပါဗျာ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်။